今仔时间可能5月23号，暗时11点51分。今天的12点凌晨以前，最后的留言是给这个缅甸的朋友的。我这个是一个个人的平台，不是我工作的频道，私人的频道。那私人频道其实是没有在营运的哈，那是一个很个人的平台，它没有做任何的前置后置。没有做任何的这个麦克风什么的装饰是就没有的，然后主要讲的内容都是跟台湾有关的东西。那后台显示出来，看了一下吓一大跳，有很多的缅甸人哦。那我不知道你们是什么城市、什么地方，你们男的、女的，你们的年纪，你们是学生还是出社会了？然后还是退休人员？我很想知道哦。还有你们是，因为你们族群很多。那么多的族群，缅甸那么大一个地方，然后是否是哪个种族还是华裔人是懂中文的？要不然你们怎么能够看这样子，我本人是很好奇这些的。还有影片做的并不好所以是不是觉得很烂就离开了这样子？还是说你点错了？还是你有什么你想看的，所以进来看？我们不是很清楚，很好奇那你什么时候看到这个留言都可以进来给我反应，这没有限任何时间，很感谢。然后再来用了这个缅甸的算是官方语言吧，做一个简单的这个音频的翻译那我不敢讲说他这个翻译是正确的就是你们听一听。ချိုနိုရီဗီဒီယိုဆိုက်သို့လာရောက်လည်ပတ်ပူးသောမြန်မာတငယ်ချင်းများကိုမေးကြည့်ပါမင်္ဂလာပါနောက်တွေကဇက်စင်ကိုပဲကြည့်ခဲ့တယ်မြန်မာတငယ်ချင်းတစ်ယောက်တွေ့တယ်သူဘယ်ကလာလဲမသိသူကတရုတ်ဖြစ်နိုင်တယ်မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေအများကြီးရှိတယ်ဆိုတာသိပါတယ်နာဆာပုံများလုံးတယ်ကြည့်ရှုသူဤလူမျိုးညင်ပါတာစကားကိုသိလိုပါသည်မြန်မာနိုင်ငံကဘယ်ကလာတာလဲမင်းကယောက်ျားလားမိန်းမလားသင်ကចောင်းသားလားအလုပ်လားလို့မဟုတ်အငြိမ်းစားများပြီးတော့မင်းရဲ့အသက်ကျေးဇူးပြုပြီးကျွန်တော်ကိုပြောပြပါကျွန်ုပ်ဤ channel တွင်အကျိုးထုတ်လုပ်ကြည့်ထုတ်လုပ်မှုနောက်ပိုင်းတော့မဟုတ်စာတန်းပုံများမရှိပါအရင်ကျန်းတယ်တာဝန်မဲ့စွာနဲ့ကြုံရဂျပန်ထုတ်ဝေကြီးတိတွေမက်ဆီမရှိပါမတော်တဆဝင်လာပြီးနေရာမှနေတာကိုတွေးမိပါသလားဘာအကြောင်းအရာတွေရှာနေလဲသိကြည့်တယ်မင်းပါလို့ဒီကိုရောက်နေတာလေဒီလိုဒီဆက်စုတယ်အကြောင်းအရာနဲ့ပတ်သက်ပြီးအစိမပြေတန်ရှိရင်ဝေဖန်ပေးကြပါဦးနော်အလွန်ပြေးပွေးသောထိုင်ဝမ်မှာမိဘတစ်ခု好，以上谢谢。